ဒုတိယပိုင်းမှာမြင့်မြင့်ခိုင်ကသူတို့ရဲ့အမှုပညာဒီလမ်းကြောင်းပေါ်မှာဒုတိယကျင့်အောင်မြင်မှုရခဲ့တဲ့အကယ်ဒမီကိုအောင်မြင်သောနေ့ဇာတ်ကားနဲ့ရိုက်ကူးခဲ့ပြီးတော့အောင်မြင်မှုရခဲ့ပါတယ်အဲ့ဒီအတွက်ကိုအခုတတိယပိုင်းမှာဆက်လက်ပြီးတော့မြင့်ခိုင်အမှုပညာလမ်းကြောင်းပေါ်မှာဘယ်လိုလျှောက်လန်းနေဆိုတာထပ်ပြီးတော့ပေးသက်ကြီးရဲ့ရှေ့မောက်ရှေ့သူတို့အနေနဲ့ပြန်ပြီးတော့ရောက်ရှိလာပါတယ်ပေးသက်ကြီးများလေးစားတော့ချစ်တော့ပေးသက်ကြီးများအားလုံးမြင့်ခိုင်ပြန်လည်ပြီးတော့အားပေးကြပါအောင်ရှင်အောင်မြင်သောနေ့ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့အောင်မြင်မှုရပြီးတော့ဒုတိယကြိမ်အကယ်ဒမီဆုရပြီးတဲ့နောက်ပိုင်းမှာသူတို့ကတခြားရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးခဲ့ပါတယ်တော်တော်များများပေါ့နော်ဗီဒီယိုခစ်လေးရောက်လာပြီးဖြစ်တဲ့အတွက်ဗီဒီယိုလောကမှာလည်းရှောက်လန်းခဲ့ပါတယ်အဲ့လိုရိုက်ကူးခဲ့ပြီးတော့နောက်ပိုင်းပေါ့နော်အနုပညာပဲလောဘကြီးတာလားတော့မသိဘူးအဲ့တော့ကိုယ့်ရဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုအနေနဲ့ပထမဦးဆုံးအောင်မြင်မှုရခဲ့တဲ့ဆရာဦးတီဆိုထွန်းရိုက်ကူးတဲ့သမီးနဲ့အမိများမှာစိမ့်စိမ့်ဆိုတဲ့နေရာနေပြီးတော့တရုပ်ဆောင်ခဲ့တယ်။ကျွန်တော်တို့ကရှိတဲ့ဒီကလေးကိုဆရာမကြီးကအောင်မြင်နဲ့ဖမ်းမိတယ်လို့ကျွန်တော်လာခဲ့ကြတာ။ဒီလိုမွေးဖားပြီးတဲ့အခါသူကမွေးပါတယ်ဆိုတော့ဆရာမကြီးတက်တယ်လို့ဘယ်သူမှမပြောဘူးတော့လူအပ်ပါတယ်။အဲ့ဒီကလေးကတော့ဆရာမကြီးကပေးရတာလေးနဲ့အဲ့ဒီကလေးမပေးနိုင်ဘူးဆိုတော့ကျမတို့ဒီကလေးကိုမမွေးတော့ဘူးတကယ်မှတပိဖြစ်ခမယ်လို့ဆုံးဖြတ်ထားကြပါတယ်ဆရာမကြီးအဲ့ဒီဇာတ်ကားမှာအဓိကတရုပ်ဆောင်နေဖြစ်ကြတဲ့စိမ့်စိမ့်ဝါဝါနီနီပေါ့နော်အဲ့ဒါလေးကိုအမှတ်တရအနေနဲ့အဲ့ဒီဇာတ်ကားမှာရခဲ့တဲ့စိမ့်စိမ့်ဆိုတဲ့တရုပ်ဆောင်ဘဝကိုကအမြဲတမ်းအမှတ်ရနေအောင်အောင်မြင်မှုတွေရနေအောင်ပို့ပြီးတော့လေစူးစမ်းခြင်းစိတ်တွေအမြဲတမ်းမွေးလာနိုင်အောင်အတွက်စိတ်ဝါနေရုပ်ရှင်ထုတ်လို့ရေးဆိုပြီးတော့တီထောင်ပြီးတော့အဲ့ဒီမှာဆရာဦးကြည်စိုးထွန်းနဲ့ဒီစံရည်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုပိုင်ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်ရှင်ရှောက်တယ်ကွာမင်းဒီနေ့ဆက်ပြီးလောက်ကနေထွက်တော့မမေ့ရလေသူစစ်တယ်တော့နားထောင်မှာပေါ့နားထောင်နေစရာမလိုပါဘူးဒီကားရဲ့ပုံချင်းနေပုံထဲမှာငါလုံးဝမကြိုက်ဘူးရှောက်တယ်မင်းဒီနေ့ဆက်ပြီးလောက်ကထွက်ထုတ်ထားငါသမီးတော့ပါမယ်ဟမ်ကိုသက်စာဒီနေ့ဒီလောက်ကရောရှင်းထားရတော့ဘာမှပြောကြမရှိဘူးသူ့မှာပြစ်ချက်ထိလိုက်မမေ့ထောက်လိုက်သိဘာမှမပြောဘူးကောင်းပြီသမီးလည်းဒီနေ့ဆက်ပြီးသူ့ကိုဘာမှအယောဝင်ကြမလို့ဘူးသက်စာမင်းငါသမီးကိုကားမောင်းပို့ရလည်းပြီးကျန်တာဘာမှလုပ်ပေးစရာမလိုဘူးကျန်တဲ့ချိန်ကမင်းငါ့ကိုကားမောင်းပို့ရမယ်ကြားလားသက်စာဟုတ်ကဲ့မိုက်ကဲဒီသမ်းမောင်ကွယ်ရေတွေကိုရွှဲနေတာပဲခေါင်းတွေကိုပုံဆွဲကုန်ပြီလာအိမ်ထဲသွားမယ်လာဟဲ့သမီးဘာလုပ်နေတာလဲလာကဲစမ်းအောင်မလေးဟဲ့မိဘသားသမီးပေါ်မှာစုံရည်ဆိုတာပဲရှိတယ်သားသမီးကမိဘပေါ်မှာဆန့်နေဆိုရဲမေတ္တာဆိုတာမရှိဘူးဒီကားကတော့အဲ့ဒီဟာကိုစားပြုပြီးတော့မေတ္တာတွေကမိဘပေါ်မှာစန့်ထက်သွားတယ်ဆိုရဲဇလန်းလေးကိုသူကဖန်တီးထားတာဆိုတော့ဒီကားလေးကပို့ပြီးတော့လေစန့်ကြည့်တယ်ဇလန်းအနေနဲ့လေမင်းသားကအလွင်မိုးဆိုတော့ကျတို့ဒီကားထဲမှာဥတီဆိုထုံးကဒီကိုရင်လေးငယ်လေး3နှစ်လလောက်မှာအခန်းရဲ့လွင်မိုးငယ်ရနောက်သူကြီးလာတော့ကိုရင်ဘဝအသက်14နှစ်15နှစ်မှာဘဝရဲ့အဲ့ဒီအတွက်တရုပ်ဆောင်တွေကိုဦးကြည်စွန်ထွန်းကရွေးချယ်ခဲ့တယ်အဲ့ဒါကိုသတင်းစာနေကြော်ညာပြီးတော့ရွေးခဲ့တယ်ရွေးပြီးတော့မှသူကတည်တည်ချာချာပေါ့နော်အဆင့်လွင်မိုးဖြစ်လာတယ်ဘဝကိုရိုက်တယ်အဲ့ဒီဟာတော့ဇကားစုရခဲ့တာပါအဲ့ဒီဇကားမှာတော့ပေါ့နော်အကယ်ဒမီအားလုံး9စုရတာပေါ့နော်ဇကားစုရယ်ဒရိုက်တာစုရယ်အတန်စုရယ်နောက်စပုတ်ဦးညွန့်ဝင်းစုရယ်နောက်ဂီတလူလင်ကိုပေါ့နော်အကယ်ဒမီ9စုဇကားစုရယ်ဆိုဇကားစုကတော့မြင့်ခိုင်လေးနဲ့ဇကားစုကိုရရှိခဲ့တာပေါ့နော်
တော်မရဲ့အပြစ်တွေတကယ်တော့မှဝင်ချတောင်းမှမို့လိုက်လာတာပါဖေဟာ အိဋ္ဌဒုက္ခအနတ္တမမေ့မလျော့မပေါ်ကြနဲ့တန်တရာမလွန်မြောက်ကြောင်းတရားအားထုတ်မှုလုပ်နေတဲ့ဦးစင်းတွေကြည်နူးဝမ်းသာကြပါတော့အဲ့လိုလေးရပြီးတော့တို့ဒီစိမ့်ဝါနေရုပ်ရှင်ထုတ်လို့ရပဲကျတို့နောက်တစ်ခါကျတော့စက်တကံဆိုရဲမဆန္ဒရဲ့ဝတ္ထုကိုဒရိုက်တာဦးကြည်စိုးထွန်းကပဲဝတ္ထုစံညွှန်းခွဲပြီးတော့အဲ့ဇာတ်ကားကိုဆက်လက်ပြီးတော့ရိုက်ကူးခဲ့ပါတယ်ကျတို့ကတော့အဲ့ဇာတ်ကားမှာတော့အဓိကတော့ဒရိုက်တာစံညွှန်းဇက်ပုတ်နောက်ပြီးတော့အတိဖြတ်အဲ့လေးစုကိုအဲ့ဇာတ်ကားမှာလည်းကျတို့ထပ်မံပြီးတော့စိမ့်ဝါနေရုပ်ရှင်ထုတ်လို့ရအနေနဲ့ရရှိခဲ့ပါတယ်အဲ့ဒီဂျားထဲမှာတော့တခြားကားတွေလည်းရိုက်တာပေါ့နော်တခြားကုမ္ပဏီကငှားတဲ့ကားတွေကိုယ့်ရဲ့စိတ်ဝင်နေရုပ်ရှင်ထုတ်လို့ရလေဟိုဂျိုဂျိုပေါ့ပေါ့ပါပါကားလေးတွေအဲ့လိုကားမျိုးလေးတွေလည်းရိုက်ကူးခဲ့ပါတယ်ဟာတာကားတွေလည်းရိုက်ကူးခဲ့တယ်စိတ်ဝင်နေရုပ်ရှင်ထုတ်လို့ရပြီးကိုယ်ပိုင်ဇာတ်ကား9ကားလောက်တော့ရိုက်ကူးခဲ့ပါတယ်ဟောဆရာမတော့ရောက်လာပြီဟဲ့ခုတိကျရေချိုးပေးလားမသိဘူးဆရာမခဏလေးနော်ဟုတ်ကဲ့ကိုကိုစင်းနေပြင်လာခေါ်လဲတော့ဟုတ်ခေါ်ဆရာမဘယ်နှလားရပြီလဲနိကျမကတော်တော်သိတာနေပြီလားခါတုတ်လာပြီလေကြီးတက်တဲ့လူတွေကတော့သိတာပေါ့ကျမနဲ့တိတ်ကွာဘူးမရအောင်အော်ဒါနဲ့ဆရာမမျိုးသားရောတင်မောတက်သွားပြီလားအိမ်မောဘယ်သူတွေရှိလဲကျမမျိုးသားကိုကိုလွင်ကပြီးခဲ့တဲ့လပဲတင်မောတက်သွားပါတယ်အိမ်မှာကတော့မောင်လေးကိုလင်းရဲ့အဖေရဲ့အတူတူနေပါတယ်ရှင်နောက်တရုတ်ဆောင်တင်တန်းကြောင်းပေါ့နော် Supreme Broadway Institute ဆိုပြီးတော့သူကတည်ထောင်ခဲ့တယ်ကျောင်းသားတွေအမှုပညာဝါသနာပါတဲ့လူတွေကိုမြင့်တင်ပေးတွေဒီတရုတ်ဆောင်တင်တန်းကျောင်းလေးကိုဖွင့်လှစ်ခဲ့တယ်ဖွင့်လှစ်ပြီးတော့ဒီကျောင်းသားတွေကိုတချို့ကလေးတွေ talent ရှိတဲ့ကလေးတွေကိုဗီဒီယိုဇာတ်ကားပေါ့နော်ရုပ်ရှင်ကားကြီးတချို့မှလည်းထည့်ရိုက်ပေးခဲ့တယ်ဒီထဲမှာဆိုလို့ရှိရင်ဇလန်တွဲကြီးလည်းကျွန်တော်ရိုက်ကူးခဲ့တယ်ဟို Skynet ကနေပြီးတော့ဇလန်တွဲကြီးကိုဆရာလင်းယုံတစ်လွင်ရေးတဲ့ဓမ္မဝိလာတာဆိုတဲ့ဇလန်တွဲရိုက်ကူးခဲ့တယ်မှာတရုတ်ဆောင်သစ်တွေအများကြီးထက်ခဲ့ပါတယ်ကိုကအမှုပညာပို့ပါလေမသေးနိုင်ဘူးเนาะအသက်တွေကြီးလာတွေတယ်နှစ်တွေကြာလာတွေတယ်ဒီပိုးကတော့ဒီလိုပဲအဲ့လိုဆိုတော့ကိုတဲ့ဟိုကိုလက်လန်းမိတလောက်လေးတွေကိုရိုက်ကူးခြင်းတဲ့ကားလေးတွေကိုလုံနိုင်တာလေးတွေပေါ့နော်ကိုမှအဲ့ဒါလေးတွေထုတ်လုပ်ခဲ့ပါတယ်ဒီလိုလေးတွေရိုက်ကူးခဲ့ပါတယ်အမှုပညာလောကမှာဆက်လက်ပြီးတော့ရှောက်လန်းခဲ့ပါတယ်တခြားဟိုကုမ္ပဏီကရုပ်ရှင်ဇာတ်ကားကြီးလေအောင်မြင်မှုရတာကြီးလေတော့ရှိပါတယ်နာမည်ရခဲ့တဲ့ကားလေးတွေအဲ့ဒါလေးရှိတယ်ဗီဒီယိုတွေမှာလည်းဒီစိမ့်ဝါနီဗီဒီယိုထုတ်လုပ်ရေးဆိုပြီးတော့ပဲအဲ့လိုတွေဇာတ်ကားတွေအများကြီးထုတ်လုပ်ခဲ့ပါတယ်အဲ့လိုတွေနဲ့ပဲအမှုပညာလောကမှာဆက်လက်ပြီးတော့ရှင်သန်ပြီးတော့သွားလာနေရတာအဲ့တော့ဘယ်လောက်ထိဝါသနာကြီးလဲဆိုရင်အလုံးမလုံးရတော့ဘူးဆိုနေရထိုင်ရတာနေလို့မကောင်းတော့တာလေအဲ့တော့အဲ့ဒီလုံနေရတာပဲကိုကပျော်နေတယ်ကိုကအဓိကတော့ဝင်းစာအတွက်ဆိုတာတဲ့ကိုဝါသနာပါတဲ့အလုပ်ကလေးပေါ့နော်ကိုချစ်တဲ့အမှုပညာလေးကိုလုပ်နေရတာပိဋကတ်တွေနဲ့ထိတွေ့နေရတာပိဋကတ်တွေရဲ့အားပေးခြင်းမနှိုးခြင်းချစ်ခင်ခြင်းခံရတာပဲကိုကဘဝမှာအရန်ကိုပေါ့နော်ဂုဏ်ယူခဲ့ပါတယ်ဒီအလုပ်တစ်ခုနဲ့ကိုအမှုပညာလောကမှာတော်တော်လေးကိုဟိုချစ်တာနဲ့ဟိုဇွဲရှိရှိနဲ့ပေါ့နော်လုပ်ခဲ့ပါတယ်အဲ့တော့အိမ်အောင်ကြပြီးတော့သမီးတယောက်မွေးဖွားလာပါတယ်သမီးကလည်းကြောင်းတက်ပြီးဘွဲတွေယူပြီးသူကလည်းသူ့အလုပ်ကလေးသူလုပ်တယ်အမျိုးသားကတော့ရန်ကုန် YMC ကဥက္ကဋ္ဌအနေနဲ့ပေါ့နော်တာဝန်ယူနေပါတယ်အဲ့ဒါလေးရှိပါတယ်ရှင်
အနုပညာလောကမှာလေမင်းခင်တော့အောင်မြင်မှုရဘူးတကယ်ဟိုပေါ့နော်ဟိုတော်တော်ကြီးကိုစူးစမ်းခဲ့ရတယ်စူးစမ်းတယ်တကယ်တော့ဝါသနာအရင်ခံပေါ့ဝါသနာအရင်ခံတဲ့နေရာမှာစိတ်ကောလူရောလေစိတ်ဓာတ်ကောတော်တော်ကြီးကိုပေါ့နော်ဟိုမယိမ့်မရိုက်မင်းနဲ့ဒီဟာပဲဒါပဲငါလုပ်မယ်ဒီဟာပဲဘလို့အောင်မြင်အောင်လုပ်မလဲဆိုတဲ့စိတ်တွေနဲ့လေးလာတယ်အကယ်ဒမီကားတွေမှာဆိုလဲဇန်ညွန်းကိုလေဇန်ညွန်းပိုင်းဆိုင်မှာအပြည့်စုံရေးထားတယ်ဇန်ညွန်းစုဒီစက်တကံမှာဇန်ညွန်းစုရဆိုရယ်ဒရိုက်တာဦးကြည်ဆိုတော့ဇန်ညွန်းကိုတကယ်ကိုအပြည့်စုံကင်မရာအန်ဂယ်အကုန်လုံးဘယ်လိုချိန်မလဲဘယ်လိုmusic နဲ့လာဘယ်လိုအပြည့်ကသူကရေးပြီးတော့အဲ့လိုတရုပ်ဆောင်ခဲ့တာကိုလိုချင်းနဲ့အမှုပညာမရမချင်းလဲသူကဒီ idea ကိုမရမချင်းလဲသူကတည်တည်ချာချာတင်တယ်အဲ့ဒါဆိုရင်အဲ့ဒီ director တွေစကားဇန်ညုံတွေကလည်းပြည့်စုံမယ်ဇန်လန်းတွေကလည်းပြည့်စုံမယ်ဆိုလို့ရှိရင်တကယ်ဒီကိုလည်းစူးစမ်းအထောက်မယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေအများကြီးရနိုင်ပါတယ်လောကကြီးကမတရားပါဘူးအဖေနဲ့အမေတခိုင်းနေထားနေရပြီမေဒီကလေးကိုပိုက်ထဲမှာကိုလာလုံးလုံးထည့်ပြီးလွေရတော့လေအမေမွေးရတော့လေအမေဝေဒနာခံရတော့လေအမေသေစရာအန္တရာယ်ရှိလို့သေရရင်လေဒီအမေပဲဒီချိန်မှာသူတို့ကဘာလုပ်နေလဲစပင်လေးတတတာကိုဟန်လေးတကြကြနဲ့ငါတော့တဲမသိငါဘူးအန်ဒီတို့ခက်ကတော့ technician ကကြလဲအများကြီးလိုအပ်နေတဲ့အချိန်မှာဟိုပို့ပြီးတော့စူးစမ်းခဲ့ရတယ်ပို့ပြီးတော့လုပ်ခဲ့ရတယ်အကုန်လုံးပဲပေါ့နော်အဲ့လိုပဲအန်ဒီကတော့မြင်တယ်အဲ့တော့အဲ့ဒီဟာလေးတွေကိုအခုနောက်ပိုင်းကလေးတွေဒါတွေအနုပညာဝါသနာတဲ့လူတွေသိရှောင်တဲ့အန်ဒီကလေအနုပညာတရုတ်ဆောင်သင်တန်းကျောင်း Supreme Glory Institute ဆိုတော့2012ခုနှစ်ကနေစပြီးတော့ဖွင့်ခဲ့တာပါဝါသနာပါတဲ့ကလေးတွေအနုပညာလမ်းကြောင်းမှာဘယ်လိုတွေမမှန်ကန်ကန်နဲ့ဘယ်လိုတွေရောက်ရှိသွားအောင်ဘယ်လိုစ조사အထောက်မှုတွေရှိရမယ်ဟို acting ဆိုတဲ့သဘောတရားเนาะ directing ဆိုတဲ့ director ဘိုင်းဆိုင်ရာဘယ်လိုနားထောင်မှုဘယ်လိုလုပ်ရတယ်ဆိုတာအန်တီကဟိုလက်ဆင့်ကမ်းလေးတွေပေါ့เนาะလုပ်ပေးခြင်းတဲ့အတွက်အန်တီကဒီတရုတ်ဆောင်သင်တန်းကျောင်းကြီးလည်းအန်တီကဖွင့်လင့်ခဲ့တာအဲ့ဒီတရုတ်ဆောင်သင်တန်းကျောင်းလည်းလာပြီးတော့ကလေးတွေဟိုတယောက်သင်ကြားလို့ရပါတယ်အန်တီကိုယ်တိုင်လည်းသင်ကြားပါတယ်အန်တီကျောင်းကအောင်မြင်သွားတဲ့ကလေးတွေရှိတယ်သူတို့တွေလည်းဟိုပေါ့နော်လာရောက်ပြီးတော့ဒီလိုဝိုင်းဝန်းကူညီချမှာအဲ့လိုတွေရှိပါတယ်အဲ့တော့နှုပညာတကယ်တမ်းဝါသနာပါတဲ့လူတွေအများအားတစိုက်မှတ်မှတ်တော့စိတ်ကရှိဖို့တော့လိုတယ်လေဘာကိုဘာဖြစ်ချင်လဲဆိုတာလည်းသိဖို့လိုတယ်ကိုဘာဖြစ်ချင်မှမသိဘူးသူများထားလုပ်တယ်ဆိုကိုကလိုက်လုပ်ရတာသူများဟွာလုပ်ချင်လိုက်လုပ်ရတယ်ဆိုရင်တော့အောင်မြင်မှုလမ်းကြောင်းကတော့လွဲသွားနိုင်တယ်ကိုဖြစ်ချင်တဲ့ဟာတကယ်ရောဖြစ်ချင်ရလားတကယ်ရောအောင်မြင်ခြင်းရလားတစိုက်မှတ်မှန်နေလုပ်မယ်ဆရာတွေပြောတဲ့စကားတွေသူများကိုယ့်ရဲ့ဝါရင်တရုပ်ဆောင်တွေဘယ်လိုလေးလုပ်သွားတယ်ဘယ်လို item တွေကိုအမြဲတမ်းလေ့လာနေမယ်ဆိုရင်တော့အောင်မြင်မှုတွေရနိုင်ပါတယ်အဲ့ဒါလေးတွေတော့ဟိုဝါသနာပါတဲ့ကလေးတွေအဲ့ဒါလေးတော့သိစေချင်ပါတယ်အန်ဒီကအဲ့ဒီအတွက်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်ချင်တဲ့ကလေးတွေကိုဝိုင်းပြီးတော့ကူညီပံ့ပိုးပေးချင်ပါတယ်ဒီပါဦးမတ်သူရကိုအမှန်တရားကိုသိခွင့်လွှတ်နိုင်ပါမလားစင်စာပြောပါနော်မမဆွေကသိအားတယ်မျက်စိမမြင်တိုင်းမမဆွေကိုလူတကာကဝိုင်းလိမ်ညားနေတာကိုမမဆွေမသိရှောင်ခုနေခါမှာနိုင်ငံခြားကနေပြီးမမဆွေကိုလုံးတတတာဖြစ်နေရှာတဲ့ဆရာဝန်လောင်းပါတကူလောင်းကိုမောင်မောင်ဟာကိုစောမော်ဦးပဲပေါ့ရှင်သိပြီလားမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးသာဆိုရင်ဖြစ်ခဲ့တာတော့ဖြစ်နေချီကြာခဲ့ပါကိုစောမော်ဦးဟာဇော်မော်ဦးအနေနဲ့ဆိုရင်မမဆွေဘယ်နည်းနဲ့မှလက်ခံနိုင်မှာမဟုတ်လို့စီကြောင်သားအယံဆောင်မောင်မောင်ဖြစ်နေမမဆွေစီဝင်ထက်သွားလာပြီးခင်မင်မို့အရယူခဲ့တယ်ပြီးတော့မှဘလောက်ထိစင်တက်ခဲ့လေဆိုတာတော့မမဆွေတို့ပဲသိမှာပေါ့အနုပညာမျိုးဆက်ပေါ့နော်အနေနဲ့တော့ခိုင်နှင်းဝေအန်တီတူမပေါ့နော်ဟိုတူမကတော့အန်တီညီမနံပါတ်6ညီမကနေမွေးတာသူလဲလို့အနုပညာဝါသနာပါတယ်သူရုပ်ရှင်ရိုက်ချင်တယ်မင်းသမီးလုပ်ချင်တယ်အဲ့တော့သူ9တန်း10တန်းလောက်ကလေးအဲ့လိုပြောတဲ့အခါမှာအန်တီလိုပဲပေါ့ဒီအရွယ်မှာကဲအဲ့ဒါဆိုရင်တော့ဘာပဲဖြစ်ဖြစ်ပညာလေးတော့တတ်ထားမယ်10တန်းအောင်မှုတော့လိုတယ်10တန်းအောင်တင်10တန်းအောင်တစ်နှစ်ထက်အောင်လို့10တန်းတစ်နှစ်ထက်အောင်လို့ရရင်အနုပညာ
လမ်းကြောင်းပေါ်ကိုတင်ပေးမယ်ဆိုတော့ तू က10တန်းကိုတစ်နှစ်ထင်းနဲ့အောင်နေသူအဝေးတင်နဲ့တက်ကတူတက်တယ်အန်တီကသူ့ကိုဒီလိုပဲပြောပြတယ်ရုပ်ရှင်ကားရိုက်လို့ရှိရင်ကိုတရုပ်ဆိုင်သွားလို့ရှိရင်အတိကမရှက်နဲ့မကြောက်နဲ့မစိုးရင်နဲ့เนาะအဲ့ဒီစိတ်ကလေးကိုမွေးထားနောက်ပြီးတော့သူများအာယုံမဆိုင်နဲ့ကိုအလုပ်ကိုအာယုံဆိုင်ပေါ့နော်တချို့တွေကတရုပ်ဆောင်တဲ့လူချင်းအာယုံဆိုင်ပြီး तू ကဘလို့ဖြစ်တယ်ဟိုကဘလို့ဖြစ်တယ်ဒီလိုအဲ့ဆိုရင်ကိုအလုပ်တွေမှာလျော့သွားလိမ့်မယ်သူ့အဲ့ဒီလမ်းကြောင်းပေါ်မှာအဲ့လိုလေးသင်ကြားခဲ့တယ်နောက်အားမငယ်နဲ့ကိုယုံကြည်မှုထားကိုဘာဖြစ်ချင်လဲဆိုတော့ယုံကြည်မှုအပြည့်အဝလေးတော့ရှိဖို့လိုတယ်ယုံကြည်မှုရှိမှလည်းအလုပ်တစ်ခုကအောင်မြင်မှုရှိတယ်ယုံကြည်မှုမရှိရင်တော့မအောင်မြင်နိုင်ဘူးလေဘယ်လောက်ပဲပင်ပန်းဘယ်လောက်ပဲခက်ခဲနေပါစေကိုယ့်ရဲ့ယုံကြည်မှုကဒါပဲဆိုပြီးတစ်စိုက်မနဲ့လုပ်ရင်တနေ့တစ်ချိန်ချင်းမှာအောင်မြင်မှုရလာလိမ့်မယ်လို့သူ့ကိုအဲ့လိုလေးပြောပြပြီးဆုံးမခဲ့ပြီးတော့အမှုပညာလမ်းကြောင်းပေါ်ကိုတူမလေးကိုအောင်မြင်ပါစေဆိုပြီးတော့ကိုကရအောင်လေးပေါ့နော်သူ့ကိုစူးစမ်းဖို့တွေတင်ပေးခဲ့ပါတယ်သူလည်းစူးစမ်းခဲ့ပါတယ်ဒီလိုပဲတဆင့်နဲ့သူလည်းအောင်မြင်မှုတွေရလာတာပေါ့လေအဒီကြတော့ခုနလိုပေါ့တပုတ်လေးတွေရိုက်ပြီးတော့တကားတဲ့နဲ့ချက်ချင်းအောင်မြင်မှုကိုရလာတယ်ပေါ့နော်အဲ့ဒီမှာသူတို့ကြတော့ဒီကိုလုပ်တဲ့အလုပ်ကလေးတွေမှာလေးလာပြီးတော့သူကဒီတကားမှာဘာလို့အပ်တယ်သူပြောပြတယ်ဒါလေးတော့ဒီလိုလေးလုပ်ဟိုလိုလေးလုပ်တခါလေးအော်အဲ့လိုလေးပြောပြီးတော့သူကအောင်မြင်မှုတွေရပြီးတော့အနုပညာလောကမှာသူဆက်လက်ပြီးတော့လှုပ်ဆောင်နေတာပါအခုချိန်ထိပို့လေသူလည်းစူးစမ်းပါတယ်အမေတော့တာအမေမောပါလေတက်ွယ်တော့သိကောင်းပါပဲအမေရောဒီအိမ်ဒီမေးနေငါမေးတယ်လိုက်တာတော့မေကိုယောဂီအိမ်ဒီမေးနေကြောရမယ်ကဲဘယ်နဲ့ရှိစားမမြတ်တဲ့မိမရဲ့ကြီးတာလီကသူ့ကိုခိုင်းသိရှိတယ်你好，这在肉嘛那个，啊，别说没事的，把我把这没嘛，呀，但你我不要的，就给我走，有嘞，你没有也弄不了，有的，我的。အနုပညာလောကမှာလည်းတထောင်တနေရာနေဘယ်နေရာပဲဖြစ်ဖြစ်ရပ်တည်ပြီးတော့ဟောလေအဲ့လိုနေခဲ့ပါတယ်ဆက်လက်ပြီးတော့တဲ့အနုပညာလောကကိုလုံနိုင်တဲ့အင်အားလေးရှိနေသေးပြီးတော့ဆက်လက်ပြီးတော့လုံနေအောင်မှာပါလို့အောင်လာလောက်သားကလေးတွေကိုလည်းဖြစ်စေခြင်းတယ်အဲ့ဒါလေးတွေကိုအချိန်မီပြောပါရပါတယ်ဟိုပြပေးပါမယ်လို့ပြောချင်ပါတယ်ရှင်ဆက်လက်ပြီးတော့မြင်ခိုင်ခေါ်မတ်ကျူခေါ်မြင်ကျူကျမကိုဆက်လက်ပြီးတော့အားပေးပါလို့လည်းပြောချင်ပါတယ်အဲ့တော့အခုလိုကြည့်စုအားပေးနေတဲ့ပေးသက်ကြီးတွေအကုန်လုံးကိုလည်းမြင်ခံရနေပြီးတော့အားလုံးလေးစားစွာနဲ့နှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်